ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ TMK Channel ကနေပြန်လည်ပြီးတော့မှကြိုဆိုပါရစေကျွန်တော်ရဲ့ Channel ကနေပြီးတော့မှပိတ်သက်တို့အတွက်ပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့စုံဒီကြီးဥပဒါနဲ့ထူဆန်းသောနှက်ရုပ်လေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဇာတ်လမ်းလေးမစတင်ခင်မှာတော့အခုလိုဇာတ်လမ်းကောင်းလေးအများကြီးကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Channel လေးကို Subscribe နေပြီးတော့အားပေးကြဖို့အတွက်တောင်းဆိုပါရခင်ဗျာကျွန်တော်တော့နေလင်းပါကားကြီးကအိပင်နဲ့အညာကိုစံတက်လာခဲ့တယ်ဗျမြို့လေးတစ်မြို့ကိုပြတ်တော့ခီးတွေတက်ကြကုံတွေတင်ကြနေပေါ့ဗျာဘိုက်ဘူကားကြီးဆိုတော့ကားဝမ်းဘိုက်ထဲမှာလေကုံတွေမတရားတင်ကြတယ်လူတွေကိုလည်းကြက်သိနေအောင်ထိုင်ရတာပေါ့လေတချို့လူတွေကလည်းကုံတွေပေါ်တက်ထိုင်ကြတာပေါ့တောတောင်နေနေတယ်ဆိုတော့ဒေသအတွက်ငပြိုးသီးချင်းကြီးတွေကုန်းရွက်ချင်းတွေကုန်းသီးတွေကပို့ပြီးတော့များတယ်ဗျကုန်းရွက်ချင်းအောင်ကြီးတွေပေါ်မှာမိန်းကလေးတွေကထိုင်ကြတယ်ဥပဒါတော့နှာခေါင်းတရှုံရှုံနေကြည့်နေရပေါ့ဗျာကွာတို့အညာဘက်ကိုကုန်းရွက်ကဒီလိုပုံစံနဲ့လာတာဟုတ်ကွာငါဖြင့်ဓာကြီးတွေတွေ့ပြီးတော့ကုန်းစားခြင်းနဲ့စိတ်တောင်ပျောက်တယ်ဟိသူတို့ကချင်းတောင်းပေါ်မှာထိုင်တာလေဗျာဥပဒါလေကုန်းရက်ပေါ်ထိုင်တာမှမဟုတ်တော့ဟာချင်းတောင်းကအောက်ကကုန်းနေပဲပါတာမဟုတ်ဘူးလားကုန်းမိတ်မှာနှက်ဆောင်နေတယ်ကွာကုန်းဆိုင်တဲ့လူတွေဟာကုန်းကြီးချံလေတန်တန်ရှင်းရှင်းထားရတယ်တန်တန်ရှင်းရှင်းလောက်ကန်ရတယ်ကွာအခုတော့မိမတွေကအပေါ်ကတက်ထိုင်ပါတယ်ဆိုမှတော့အဲ့ဒီကုန်းကြီးကကောင်းမှာတော့မလားငါပြောသည်ဆိုတော့လေအမေခံပြီးတော့စားတာထက်ဘုရားပွဲနဲ့ပွဲဘိုးတော်ပွဲတွေမှာထိုးတယ်လေကွာအခုလိုနင်းထိုင်လာမှတော့ငပြောသည်တွေကန်နေကုန်ပြီဗောကွာဘယ်ရတာကန်ကောင်းတော့မှလဲဒါဆိုလေဒီနည်းနဲ့မသိဘယ်နည်းနဲ့တင်ပါလဲဗျခေပါဥပဒါရဲ့မသိကြအောင်ဆောင်နေလိုက်ပါအေးဟုတ်တယ်ကွာတခါတလေတော့လေမင်းမျိုးတို့လိုမသိတာခက်ကောင်းကောင်းပဲဟိအဲ့လိုနဲ့ကားဆက်ပြီးတော့စီးလာကြတာပေါ့ဗျာဥပဒါမနေနိုင်ဘူးဗျတနေရာရောက်တော့ကုန်းရထုတ်ပြီးတော့စားတယ်ကျုပ်ကဥပဒါကိုကြည့်ပြီးတော့ဥပဒါအဲ့ဒီကုန်းရွက်တွေကသူတို့ဖင်ခုထိုင်ထားသလိုကုန်းရွက်တွေဖြစ်နေဦးမယ်ဗျအေးမင်းကြီးတော်ကြီးဖင်ခုထိုင်ထားတာဆိုရင်ပူတော်ကောင်းတာဗောကွာဟောတကယ်ငှက်တော့လည်းမရပါဘူးဗျာဥပဒါလည်းပါဇက်ထဲကိုကုန်းရလေးထစ်ကြိတ်ဝါးနေတော့တာပဲမကြခင်ရော်လေးတရားနာမှာကားရက်သွားတယ်ဗျထုံးစံတိုင်းပါပဲလူတွေလည်းတက်ကြစင်းကြနေကားစပယ်ရလည်းလူတွေခေါ်တယ်ဗျအထဲမှာအကျယ်ကြီးရှိသေးတယ်ထိုင်ကုန်နေရရာသေးတယ်ဆိုပြီးတော့ခေါ်တာပြုတ်ကဲကိုတို့တက်ကြနော်အတီးကားပေါ်တက်ပါဗျကားပေါ်မှာအကျကြီးအဲ့ဒီခါမှာကားပေါ်ကိုကရင်ကြီးတယောက်တက်လာတယ်ဘာမှဖိုင်ဖိုင်နေပေါ့ဗျာအသက်ကတော့50ကျော်လောက်ရှိမယ်လို့ထင်တယ်ဟေးကောင်မင်းပြောတော့အကျကြီးဆိုကဘယ်နှမှာသွားကြရတော့အတီးတော့ကတော့ဟုတ်တာပေါ့ဗျ BSC တွေအတွက်ကတော့အကျကြီးရှိသေးရပေါ့ကဲတက်ပါဗျာကျုပ်နေရာလုပ်ပြီးပါမယ်ကရင်ကြီးကထိုင်စရာနေရာရှာရင်းနဲ့တက်လာတယ်ဗျကားစပယ်ကလည်းကားပေါ်တက်လာပြီးတော့ကျုပ်တို့ရဲ့ခြေထောက်အောက်မှာထည့်ထားတဲ့ကုံတွေကဟိုနဲ့တူလိုဒီနဲ့တူလိုနဲ့လူတွေထိုင်မှုတဲ့ခုံတိုင်းကြီးကိုအတက်လက်ကြီးလှုပ်ထားတာလေဗျာအဲ့ဒီလူထိုင်တဲ့ခုံအောက်မှာကုံတွေရောထည့်တာပေါ့ဗျာအဲ့ဒီလူတွေကိုတော့ကျုပ်လေးစားပါတယ်ကားမှနေရာလေးမပိုလိုက်နဲ့ပိုတဲ့နေရာမှာပစ္စည်းရအောင်တင်းတဲ့လူတွေဗျသူကဥပဒါနဲ့ကျုပ်နေကြတဲ့မှာပစ္စည်းလာပြီးတော့နှိုက်တာနဲ့ကျုပ်တို့ကလည်းဟိုဘက်နေနေကက်ဥပဒါလည်းဟိုဘက်ကိုနေနေကက်ပေးလိုက်ရတယ်ဟောပစ္စည်းတွေနှိုက်တော့ပြုတ်တော့သူ့ရဲ့ခေါင်းပစိုးနဲ့အုံးမိမအောင်ဆိုတာဗျနေရာလေးနည်းနည်းကျဲသွားရောအဲ့ဒီလူကကဲဒီဟောဒီမှာနေရာရပြီဗျအသာလေးစောင်းထိုင်နေဟုတ်ပြီလားဟာဟဲ့လူကျုပ်တို့ကခမည်းနဲ့နေလို့ဖယ်ပြရလေဗျာကရင်ကြီးကလည်းဘာမပြောညာမပြောနဲ့အဲ့ဒီနေရာအလွတ်လျော်သူ့ရဲ့ဖင်ကြီးထိုးထည့်ပြီးတော့ပြစ်ထိုင်လိုက်တယ်ဗျာအမလေးသေးပါပြီဗျာအယိုးတွေတော့ကျိုးကုန်ပါပြီကရင်ကြီးကဘောင်တစ်ချမ်းအောင်ဖိထိုင်လိုက်တာကျုပ်အတက်ကောင်အောင်လိုက်တော့သူကကျုပ်ဘက်ကိုလှည့်ကြည့်တယ်ဗျမတော်လို့ကငါတို့ရာခီးသွားခြင်းနဲ့အဲ့လိုပဲရိုင်းမင်းကြရမှာပေါ့ဟုတ်ဘူးလားဟိသူကကျုပ်ပဲလှည့်ပြီးတော့ရီလေတော့သူ့ပါဇက်တွေကကုန်းမက်တွေတော့မှမျက်နှာလာစင်လေးပါဇက်ထဲမှာလည်းကုန်းနေအပြည့်နဲ့ကိုညိုတက်နေတဲ့သွားတွေကလည်းမဲချိနေရပဲပြုတ်ဒီကြားနဲ့သူ့ရဲ့ကိုကြီးကလည်းညီစောလိုလိုပုတ်စောလိုလိုနန်းနေသေးတယ်ကျုပ်ပြင်းများမျက်နှာကိုဟိုဘက်ကိုဆွဲလှည့်ပြလိုက်ရတယ်မျက်နှာလှည့်လိုက်တဲ့အချိန်မှာလေဟိုဘက်မှာထိုင်နေတဲ့မင်းကလေးတယောက်ရဲ့သပင်နဲ့နှာခေါင်းနဲ့သွားထီတာမသိရင်တော့တမင်သက်နန်းလိုက်တဲ့ပုံစံပေါ့ဗျာမင်းကလေးသပင်ကလေမှုန်းနေရပဲဗျမင်းကလေးကခဏကိုတစောင်းပြီးတော့သပင်ချတာတော့ဘသူလဲဘယ်ဝါလဲဆိုတော့တေချာတော့မမြင်ရပါဘူးလေကားစီးလက်ထဲမှာသူ့ရဲ့သပင်တွေကကျုံနှကောင်းအောင်လာထိတယ်ဗျကျုပ်ပြင်မွေးလွန်းလို့ကရင်ကြီးတိုးသလိုဘာလို့လုပ်ပြီးတော့အဲ့ဒီမိန်းကလေးရဲ့ကောင်းနှာခေါင်းနဲ့ထိထားလိုက်တယ်ပြုတ်သပင်ကနေသပင်ပန်းနဲ့လိုခရင်နဲ့လိုတွေ့ရတယ်တင်းပြက်နေရပဲဗျာဟိုဘက်ကကရင်ကြီးတော့ကွာတာပေါ့မိန်းကလေးကလည်းသူ့ရဲ့ကောင်းလာထိတော့အစတော့ရုံးတယ်လိုကန်တယ်လိုပဲနောက်တော့မယုံတော့တဲ့ပြင်အနောက်ကတော့မိထားတယ်လိုပဲဗျကိုလုံးကိုဘောက်ကလည်းလှလှလေးအသားကြီးကလည်းရေစင်းငါးကြီးလိုပဲဖြူဖြူကြီးကျုပ်ကလူပြိုးဆိုတော့လေ
ရာတော့အသားယူရတာပြုတ်လူပြောဆိုတာတရားဝင်နှာဘူးလိုက်နေရတာမဟုတ်ဘူးလားဗျအဲ့လိုလုံနေတော့ကျုပ်တို့နဲ့မျက်နှာချင်းတိုင်းမှာထိုင်းနေတဲ့ယောက်ျားတစ်ယောက်ကကျုပ်ကိုမျက်မှောင်ကျပြီးတော့ကြည့်နေတာအဲ့လူကတော့အသားမင်းမင်းပဲရုပ်ကလည်းလူမယုံနေဗျကျုပ်လည်းဂိမ်းမဆိုင်ပါဘူးလေရှေ့ရမင်းကလေးရဲ့သပင်သားပဲကဲ့ရင်းနဲ့လိုက်လာခဲ့တာခဏနေတော့မှအဲ့ဒီမင်းကလေးကကျုပ်ကိုလှည့်ကြည့်တယ်ဗျို့အဲ့တော့မှမင်းကလေးအစ်စ်မဟုတ်ဘဲနဲ့အချောင်းမကြီးဖြစ်နေမှန်းသိရတာအချောင်းမမျက်နှာမှာမိတ်ကက်တွေပြင်လို့ဗျရုပ်ကတော့ရွက်ချမ်းကြီးလိုပါပဲအဲ့ဒါယုံနှခမ်းကြီးရောပါးနီတွေရောစူးထားသေးတာတော်တော်ကြည့်အောင်စိုးပါလေဗျာဟောသူတော်တော်စိုးရပဲနော်သူများကောင်ဘာဖြစ်လို့ခွန်းတဲ့နေရလဲကျုပ်ဖြင့်ဘာမှတော့မပြောနိုင်တော့ဗျအချောင်းမကြီးမှန်သိတာနဲ့ဂိမ်းကြီးဘက်ကိုခြာကနေပြန်လိုက်ရတယ်ဂိမ်းကြီးကလည်းဥပဒါဘက်ကိုလှည့်ပြီးတော့ဒီကအကိုကြီးတို့ဒီနေ့မှတခါမှမမြင်ဘူးနော်ဧည့်သည်လေးတွေနဲ့ဟုတ်တယ်တစ်ကွက်တည်းကပြန်လာကြတာလေအဲ့ဒီမှာအစင်ပြေတယ်မို့လားโอ้မပြေလို့ပြန်လာတယ်ပဲဆိုပါတော့ဗျာအကိုကြီးတို့မျက်နှာကြည့်ကြတယ်အညာသားတွေမှတီးပြီးသားပါဒါနဲ့ဒီနေ့မှနာမည်ကြီးနေတဲ့ဓမြအဖွဲ့လေးဖွဲ့အကြောင်းအကိုကြီးတို့တီးပြီးလားကရင်ကြီးကအာပေါင်အာရင်တန်တဲ့ကိုပြောထည့်လိုက်တော့သူလည်းပြောရောကားပေါ်ထိုင်နေတဲ့ကြီးတဲ့အကုန်လုံးဟာကနေဟင်ကနေဖြစ်သွားတော့တာပဲဥပဒါဘာမှမပြောဘူးဆိုတော့မတီးဘူးလို့ပဲပြန်ပြေးလိုက်တာပေါ့ဗျာနောက်တကခီးသွားရင်တတိထားဗျဒီလူတွေကတော်တော်ဆိုးတဲ့လူတွေဘလို့ဆိုးတာတော့သူတို့ကိုသူတို့ကျဲလေးလုံးဓမြအဖွဲ့ဆိုပြီးတော့မှနာမည်ပေးထားတယ်လေလောက်တော့မကောင်းမှုအဝကြီးထိုးစင်းတဲ့လုပ်ရက်တွေလုပ်ပြီးတော့နာမည်ပေးထားတာကြတော့ကောင်းရင်ကကျဲဆိုတော့သူတို့နဲ့မလိုက်ဖက်ဘူးမလားကျုပ်တာဆိုတော့လေအဲ့ဒီကောင်ကြီးရဲ့အဖွဲ့ကိုမသားလေးလုံးအဖွဲ့ဆိုပြီးတော့နာမည်ပေးလိုက်ခြင်းလေကင်းကြီးကသူ့အတူပြောပြီးတော့ရင်းနေတာဗျကုန်းချင်းဒီပေါ်တက်ထိုင်ပြီးတော့လိုက်လာတဲ့အဖွားကြီးတယောက်ကဟဲ့ကင်းနင်စကားပြောတာကြည့်ပြောနော်တော့ကြနေပထရီကြားပါလို့နင်အရင်မသားလောင်းဖြစ်သွားမယ်ဟိုဗျာအမကြီးကလည်းစိတ်ကြီးပဲဒီလိုသွားနေတဲ့ကားပေါ်မှာတော့ဓမြပါမလားဟုတ်မလားငါတို့အမေကင်းကြီးကကျုပ်ပခုံးပို့ပြီးတော့တန်ရောင်လိုက်ခဲနေတယ်ဗျကျုပ်ကလည်းသူများစကားတန်ရောင်လိုက်တဲ့နေရာဆိုတော့ဟုတ်ပါလို့ပဲပြောလိုက်မိတာပေါ့သူတို့တွေကဘာလို့လို့လဲဗျကိုတော့ပြလှမ်းပြီးတော့မေးတယ်ပြုတ်လောက်တာတော့အကုန်လောက်တာပဲငါတို့ရေလူတက်တယ်ဓမြတိုက်တယ်ပြန်ပြီးဆွဲတယ်မိန်းကလေးတွေကိုလင့်ရင်လင့်တယ်လို့မရင်းကျင်နေတာမကောင်းမှုမှန်သမျှအကုန်လောက်တာပေါ့ဒီကောင်တွေကပြောလိုက်သေးတယ်သူတို့မလုပ်ရတာဘာမှမရှိဘူးတဲ့ငါဖြင့်ဒီကောင်တွေစကားကိုတိတ်တော့မယုံမဟုတ်ကွာဒီကောင်တွေနဲ့တွေ့ရင်လေဘယ်သူအောင်နှိုက်ခိုင်းလိုက်ခြင်းဒီချီချင်းတူးခိုင်းလိုက်ခြင်းဒီကောင်တွေတကယ်လို့ရဲလားလို့ခင်ကြီးကပြောရင်းနဲ့ရည်ပြန်ရောဗျသူရည်သားနဲ့ကျုံနဲ့ဥပဒါတော့လိုက်ပြီးတော့ရည်မိတယ်ကျန်တဲ့လူတွေကတော့ဘာတမ်းမှထွက်မလာတဲ့ပြင်ခင်ကြီးကတော့မှမျက်စောင်းတထိုးထိုးပေါ့ဗျာဒီလူတွေကလေဓမြကြီးလေးယောက်ပေါင်းပြီးတော့ဆူထားတာအကူကြီးကအဲ့ဒါကြောင့်လေအခုချိန်ဒီအစိုးရလူတွေကဖမ်းမိသေးတာတဲ့ဓမြကြီးလေးယောက်စလုံးကတကယ်ကိုကျမ်းမေရမ်းမေလူတွေကြီးပဲတယောက်စီမှာဆိုလေဓမြနောက်လိုက်အယောက်20စီရှိရဲ့ဓမြတယောက်ဆိုရင်သူ့ကိုယ်သူသကောသိမ့်မောင်လို့တော့နာမည်ပြီးကြတယ်ဆိုပဲဘာဖြစ်လို့လဲဗျဒီလိုကသကောလို့ရောင်လို့လားဟာမင်းကတော့လေဟာသားညာရှိလိုက်တာငါအဲ့လိုလူမျိုးတွေမှာကြိုက်တာကွာဒီလိုဟိတ်ဓမြတွေသကောပိုင်းလက်ခိုင်းနေဆိုတာမင်းကြားဘူးလားတခါမှမကြားဘူးပါဘူးမကြားဘူးရင်ငါပြောပြမယ်သူတို့ကထုံးစံအတိုင်းပဲအင်းဒီမော်တက်ပြီးတော့ဓမြတိုက်တယ်ရပေါ့ကွာဓမြတိုက်ပြီးတော့ပစ္စည်းတွေထုတ်ပြီးဖို့ပြောတော့ဓမြဆိုတာအင်ရှင်နေစီကစုဆောင်းထားသမျှပစ္စည်းတွေအကုန်လိုချင်တာကိုအင်ရှင်ဆိုတာလေဓမြအတွင်းဘာမှလည်းပေးချင်တာမဟုတ်ဘူးအဲ့တော့ဓမြတွေပစ္စည်းထုတ်ခိုင်းမရှိပါဘူးဘာညာနဲ့ဘူးခင်ညင်းတာပေါ့အဲ့လိုဖြစ်နေပြီဆိုရင်တိတ်မောင်ဆိုတဲ့လူကသကောအတစ်တစ်ချက်ရှားတယ်အဲ့ဒီသကောရဲ့လင်မှာထွာဆိုင်လောက်အပေါက်ကလေးဖြစ်အောင်ဓာတ်နဲ့ဖောက်တယ်ပြီးရင်အင်ရှင်တွေကအိမ်တော်ဦးစီးရဲ့ခေါင်းအဲ့ဒီသကောကြီးနဲ့ဆွတ်ချလိုက်တာတဲ့သကောကလယ်မင်းမှာသွားပြီးတော့တစ်နေရပေါ့အင်ရှင်ကိုပစ္စည်းတွေပြန်มาလေထက်ပြီးတော့မေးတယ်မပြောရင်အဲ့ဒီသကောကားစီရတယ်လှည့်တယ်လို့ပဲလှည့်လိုက်တာတဲ့သကောအနိစ္စတွေကလယ်မင်းကိုပုတ်တက်ပြီးတော့အရေးပြားတွေပြက်တွေးတွေထွက်နေပေါ့ပစ္စည်းမကုန်မချင်းသကောလှည့်ပြီးတော့မေးလို့အဲ့ဒီကောင်သကောသိမ့်မောင်းလို့ခေါ်တာတဲ့ကရင်ကြီးကဘာမှမဖြစ်တယ်လို့ပြောနေပြီမေကျုပ်ကတော့ကုလေပင်ကိုလက်နဲ့ပုတ်ကြည့်မိတယ်ဗျလေပင်ဆိုတာအရေးပြားပါတယ်လေဗျာခုနကဇော်ကြီးနဲ့အတကုံအလှည့်ကန်တော်တော်နာမှာဗျလှည့်ပါများရင်လေပင်ကတွေးကြောတွေပြက်ပြီးတော့တီးတော်တီးမယ်ထင်သေးနောက်တစ်ကောင်ကျတော့ဝါဒငထူးတဲ့ဟင် तू ကအယူဝါဒသမားမို့လို့လားဟုတ်ပါဘူးငါတို့ရဝါဒဆောင်ဆိုတာမင်းကြားဘူးရမလားဘဟုတ်ဝါဒဆောင်ပြောရလားဗျကြားဘူးရလေဗျဗါတယ်အဲ့ဒီလူကဆောင်းကြီးဂျုံလာလို့လားအေးဘောဟာဒီကောင်တွေအဖွဲ့ကဓမြတိုက်ရင်ဝါဒဆောင်ကြီးတွေအုပ်လာကြတာတဲ့ဓမြတိုက်တဲ့အိမ်ကိုရောက်ပြီးဆိုရင်ကလေးတွေမိန်းမတွေနဲ့လူကြီးတွေကိုကျမ်းမြေပေါ်မောက်ခိုင်းနေပ
ပြီးရင်သူတို့မျက်နှာတွေမြင်ပါဆိုလို့အပေါ်ကနေဆောင်းကြီးတွေနဲ့အုပ်ထားတာတဲ့ဆောင်းအုပ်ပြီးတော့ပစ္စည်းတွေထုတ်ခိုင်းပြီးခိုင်းတာပေါ့လေလူကျင်တာရပြီဆိုတော့အင်ရှင်တွေကိုဓာတ်နဲ့ခုတ်တက်ပြီးတော့ကျန်းနဲ့ဆောင်းချုံထားတဲ့လူတွေပုံတက်စီတွေပြန်ပြီးမိနဲ့ရှို့ထားတဲ့ဝါဒဆောင်တွင်တွင်သုံးလုံးတို့အဲ့ဒီကောင်တော့ဝါဒငထုလို့ခေါ်ထားတဲ့ဟာကြောက်ဖို့ကောင်းလိုက်တာဗျာမိရှုခံမှာတော့တေးပြီပေါ့ဗျဒါဘောကွာလူလေးသည်အိမ်လေးမီးလောင်ခြေရလက်ရလဲပြက်ပေါ့ကွာနောက်တဲ့တယောက်ကကျတော့စက်ကျူးဆွဲတင်ဝင်နေကွာဟာနာမည်ကြီးအဆက်မှာလားဗျဒီလိုကလူတွေကိုကျိုးနေဆိုပြီးတော့တက်တာလားမဟုတ်ဘူးကွာဒီကောင်တွေကဓမြတိုက်မယ်ဆိုရင်မိန်းကလေးတွေများတဲ့အိမ်ကိုရွေးပြီးတော့တိုက်တာပြီးရင်အဲ့ဒီအိမ်ကမင်းမသားပြူပြူအိုးအကုန်လုံးလေလက်တန်းလုံးလုံးရှိတဲ့ကျိုးနဲ့ထုတ်ထဲမှာတွဲလောင်းနေဆွဲပြီးတော့ဟိုရင်းဟိုဟာလှုပ်တာကွာပစ္စည်းလေးယူလူလေးနှိမ့်ဆက်ပေါ့အဲ့ဒီအဖြစ်တွင်ကျယ်လုံးလို့ဒိုးရမှာတယောက်နဲ့တယောက်ဆဲပြီးဆိုရင်မင်းနှမကိုကျိုးဆဲပြီးတော့ဟိုဟာလုပ်မယ်လို့ဆဲရဆိုကြတာအကျင့်တော်ဖြစ်နေပြီကွာသူတို့ပြောတဲ့ဓမြတွေကလည်းတော်တော်ဆိုးဆိုးပဲဗျာကျုပ်ပြင်ကြက်သိန်းတော်ထားတယ်ဘေးနာပတ်ဝန်းကျင်ကြည့်လိုက်တော့ကားတော့တူကိုဖျက်ပြီးတော့မောင်းနေပြီဗျခမ ्या ပြောတဲ့လူတွေကတော်တော်ဆိုးတဲ့လူတွေပဲဗျာဒါနဲ့နောက်ဆုံးတယောက်ကရောဘယ်သူလဲဗျနောက်ဆုံးတယောက်ကငါပဲကွာဗျာဟုတ်ခမ ्या နောက်နေရမဟုတ်ပါဘူးနော်ကရင်ကြီးကဓာဟာနဲ့ကိုရည်တယ်ဗျအဲ့ဒီချိန်ကားကတောလန်းတင်နေအောင်ဖျက်လာတယ်ကျုပ်ဖြောင်းဝင်နေဆိုတဲ့အတိုင်းကြားပြီးတော့ကားလမ်းမရဲ့ဘေးပေါက်ကနေတမိန်ကြီးတပင်ကကားလမ်းမပေါ်ကျိုးကျလာတယ်ဗျကားကလည်းဘရိတ်ဆောင်ပြီးတော့အုပ်လိုက်တာကားပေါ်ပါတဲ့လူတွေလည်းအကုန်လုံးအလဲလဲပြပြဖြစ်သွားကြတာပေါ့ဗျာတန်းတဲ့လူနဲ့စောင်းတဲ့လူကစောင်းခုံနဲ့စောင်းတဲ့လူကစောင်းကျုပ်ကတော့ကားဘရိတ်အုပ်လိုက်တဲ့ကဘာဖြစ်သွားလဲဆိုပြီးလှည့်ကြည့်လိုက်တော့ကားကလှုပ်သွားတာဆိုတော့ရှေ့ကအချောင်းမရဲ့ရင်ဘတ်တဲ့ကိုခေါင်းဆိုင်ကြားသွားပါလေရောအချောင်းမရင်ဘတ်ထဲမှာဘာတွေထည့်ထားလဲတော့မသိပါဘူးအီးစီနေဗျတခြားလူတွေကဟိုဟာဒီဟာနဲ့စောင်းမိပြီမဲ့ကျုပ်ကတော့ဘာမှဖြစ်ပေါ့လေမုန်းတော့မုန်းတာပေါ့အချောင်းမကျုပ်ရဲ့ခေါင်းကိုလက်နဲ့အသားလေးဖိထားသေးတယ်ကျုပ်ပြင်ဗျာအသက်ရှူကျက်လို့အမြန်ထုတ်ပြီးတော့ရုံးလိုက်ရတယ်လူတွေကတော့ဒရိုင်ဘာကိုပြောဆိုနေကြတာပေါ့အဲ့ဒီချိန်မှာကားရဲ့ဘေးကနေဘူလာဝါလာနဲ့အတန်ကြီးကြားလိုက်ရတယ်အတန်လေးအတန်ကြောင်နေနဲ့အော်ဟစ်နေတာဗျလူတွေစုကကားကိုဝိုင်းတော့မှကျုပ်တို့ကဓမြတိုက်ခင်ရပြီဆိုတာသိရတာကားရဲ့အနောက်ဘက်မှာတွေ့ပြီးတော့စီးလာတဲ့လူတွေကတော့ဓမြတိုက်ခင်ရတယ်ဆိုတာသိတာနဲ့ကားပေါ်ကနေဆင်းပြေးကြတာပေါ့သူတို့လည်းတိတ်ဝေးမပြေးလဲရပါဘူးဗျာတနက်တန်တွေကဒိုင်းကနေထွက်လာပြီးအဲ့လူတွေကကားလမ်းမပေါ်နေမယ်လေးပြိုကုန်နေဗျကုတော်ပြောတနက်ကိုထုတ်ဖို့လုပ်ပြီးမယ်ကားကကြက်နေတော့ဘလို့မှလှုပ်မရအောင်ကရင်ကြီးကလည်းကြောက်ကြောက်နေဗျဥပဒါတော့ကျွတ်တို့ကြည့်ပြီးတော့အချိန်ကြီးစောင့်ကြည့်ဖို့တဲ့မြင်းမြင်းလေးပြတယ်ကားကောင်းကလေးရဲ့ဒရိုင်ဘာကိုဆွဲချပြီးတော့လူတယောက်ကကားပေါ်တက်လာတယ်အဲ့လူရဲ့လက်ထဲမှာလေတနက်ကြီးနေပေါ့ဗျာကဲခရီးတော်မိဘပြည်သူများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဗျာအဲ့ဒီလူကပြုံးပြီးတော့ပြောနေတာဗျလူတွေကတော့သူ့ကိုကြည့်ပြီးတော့သကောသိမ့်မောင်းလို့ရွရွလိုက်တယ်အဲ့ဒီကမှကျွတ်တို့မျက်စောင်းတို့မှာထိုင်းနေတဲ့ရုပ်ဆိုးဆိုးလူကမတ်တက်ထားရပြီးတော့တနက်နဲ့ထုတ်ချင်လိုက်တယ်ချိန်သားလေအချောင်းမအောင်တက်တက်ထိုးချင်လိုက်တာအချောင်းမလည်းကျုပ်ကိုကြောက်ပြီးတော့ဖတ်ထားတယ်ဗျငါရဲ့နာမည်ကတော့ဘာသာငါထူးပဲကွာဟင်ဒါဆိုရင်စောင့်ပဲကြည့်ပေါ့ဟဲ့မင်းမစကားပြောရလေကျုပ်လေရောင်ပြီးတော့ထွက်သွားမိတယ်ဗျမဟုတ်ပါဗျာဘာသာဆောင်ကြီးပက်ပြီးတော့ဓမြတိုက်တဲ့လူလားလို့မေးကြည့်တာပါဆောင်ပက်ရတာဘယ်လောက်ကောင်းလဲဆိုတာမင်းသိကျင်လားမသိကျင်ပါဘူးဗျာကားရဲ့အနောက်ဘက်မှာကောင်းမိုင်အုတ်ထုပ်လို့အုတ်ထုပ်ကြီးဆောင်းထားတဲ့လူကခါထောက်ပြီးတော့လာရက်တယ်ဗျသူက6လုံးမျိုးတစ်နက်ကိုဟမ်ဘာဘာကန်ပြီးတော့ခင်ဗျားတို့မဟုတ်တာလုံးမမကျဲနဲ့နော်အခုနလူ3ယောက်တည်သွားတာမြင်ပြီလားကားဘောက်ကနေတယောက်ချင်းဆင်းလာခဲ့ခြေလန်းတစ်ချက်မားတာနဲ့ငရဲပြည်ကိုကရိုးကမပါဘဲနဲ့ရောက်သွားစေရမယ်ဘာမှနေလေသူတို့လူစုက30လောက်ရှိမယ်ထင်တယ်ဗျတနက်တည်းကလည်းရိုင်ဖယ်တွေလည်းပါတယ်ဘရင်ကန်တွေလည်းပါတယ်စစ်ညံတနက်တွေဖြစ်မယ်ထင်တယ်ဒါပေမဲ့ရှော့တယ်လို့မရဘူးဗျကားဘော်ကလူတွေကိုဆင်းခိုင်းပြီးတော့လမ်းမေးမှာတန်းစီပြီးတော့ရက်ခိုင်းနေဓမြတယောက်ကတောင်းတလုံးယူပြီးတော့လူတန်းကြီးရဲ့ထိတ်ကနေတောင်းအောင်လိုက်ပြီးတော့ခံတာကားဘော်ကတန်းလိုက်ဆင်းခဲ့တာဆိုတော့အောက်မှာရက်တော့လေကျုပ်တို့တွေဟာအရှိနောက်အတန်းလိုက်ကြီးပေါ့ဗျာကောင်းမိုင်းအုပ်ထုံးတဲ့လူကစကြိုးစဲတင်ဝင်းဆိုတဲ့လူကရင်ကြီးကတော့အတန်တူတူလေးနဲ့ကျုပ်တို့ပြောနေတာသိရှိရှိဝေးမပြောချင်ဘူးနော်ခမ ्या တို့မှာပါလာတဲ့ပစ္စည်းအကုန်ထုတ်အဲ့ဒီတောင်းတွေကိုထည့်ပစ္စည်းနဲ့ရင်တက်မယ်များရင်ရှူမယ်ဒီနေရာမှာခမ ्या တို့ဘယ်ပထွေးမှလာမကြဘူးဓမြတွေရဲ့တောင်းတွေကိုလူတွေကပစ္စည်းတွေထည့်ကြတယ်ဗျမထည့်လို့လည်းမရဘူးလေဗျာတကယ်ကိုလက်မယုံဓမြကြီး3ယောက်နဲ့လာပြီးတော့တွေ့နေရတာဓမြတွေကလူတွေစီကပစ္စည်းတွေအားမရလို့လူတွေကိုရိုက်နေပြီးတော့အိတ်ဒီကိုလည်းဖွင့်ကြည့်စစ်ကြည့်ပါတယ်အခုနာကုန်းချင်းပေါ်မှာတက်ထိုင်တဲ့အဖွားကြီးကဖះစာတွေရွတ်လို့ပေါ့ဝါဒငထူးဆိုတဲ့ကောင်ကအဖွားကြီးရှိမှတွားရပြီးတော့
အဖွားကြီးခင်ဗျားနဲ့ပြည်ရောက်ချင်တာလားကျုပ်ကြားဘူးတာတော့ဖျားစာဆိုရင်နဲ့တင်နဲ့ပြည်ရောက်တယ်ဆိုမလုပ်ပါနဲ့မောင်ရဲ့ခင်ဗျားဖျားစာရွတ်တော့ခင်ဗျားတို့ဖေကလာကြပြီလားနားကြီးတယ်ဗျာဗဇက်ပိတာကျုပ်ဖြင့်လေအဲ့ဒီလူကိုနေရင်းကြီးပဲရိုက်ချင်တာဥပဒါလေဘာမှမလုပ်ရှားတာခက်တယ်ဗျအဲ့ဒီလူကအဖွားကြီးဗဇက်တွေကိုကြည့်ပြီးတော့နေပေါင်းခင်ဗျားဗဇက်တွေကပါလေအဖွားကြီးဟာဗဇက်ကိုဖြဲလိုက်တော့အထင်းမှာရွှေသွားကြီးဗျဟာခင်ဗျားဓမြကိုကြောက်လို့ပတ်စံမသေးဘဲနဲ့ရွှေသွားလို့ပြီးတော့တဲလာတယ်ပေါ့တော်တော်ညံများတယ်ဖွားကြီးဟမ်ဓမြတွေဟာအဖွားကြီးကိုဝိုင်းပြီးတော့ထုနေကြတယ်ဗျပြီးတော့ဗဇက်တွေကရွှေသွားဖြုတ်ယူလိုက်ပါရောရွှေသွားအန်သွားနေရာမှာတက်လာတာအဲ့ဒါကြောင့်အဲ့ဒီဘွားတော်ကဓမြတွေရဲ့အကြောင်းပြောရင်ကြောက်လန့်နေတာပေါ့နောက်ဆုံးတော့အချောင်းမလေးရောက်လာတယ်အချောင်းမလေးလက်မဝှက်ထားတဲ့လက်စုံနဲ့လက်ကောက်တွေကိုဖြုတ်ပြီးတော့ထည့်ပေးလိုက်တယ်ဟဲ့နင်းမရှိသေးရမလားထိုးလိုက်စမ်းအချောင်းမရင်မဲ့ထဲကိုနှိုက်လိုက်တယ်ဗျနင်းရင်မဲ့ထဲကဖော့တွေထုတ်ခိုင်းတယ်မဟုတ်ဘူးပစ္စည်းတွေထုတ်ခိုင်းတာပြောဆိုနေတော့စက်ကြိုးစဲတင်ဝင်ရရောက်လာတယ်အဲ့လူကအချောင်းမကိုတေချာကြည့်ပြီးတော့မီးစီတွေဘာတွေကိုင်းကြည့်နေပါဗျာမိန်းကလေးတွေကိုကျိုးဆွဲပြီးတော့ဖြက်စီးတဲ့ကောင်တွေအချောင်းမနဲ့တော့တွေ့ပြီအချောင်းမကိုသာကျိုးဆွဲရင်တော့အမလီမလွယ်ကြီးချာမလွယ်ပဲပြုစကောသိမ်းမော်အနာကက်လာပြီးတော့ဟေးကောင်ဘလို့လေးတင်ဝင်ရဒီတကတော့အချောင်းမော်မင်းစိတ်ဝင်စားသွားပြီလားသူကပြောလိုက်တော့ဓမြတွေကရေးကြတယ်ဗျစက်ကြိုးစဲတင်ဝင်ရခေါင်းခါပြီးတော့မဟုတ်ပါဘူးကွာဒီအချောင်းမော်ငါမြင်မှုပါတယ်လို့ကြည့်နေလက်စတော်တောင်းကူမနာမည်ကြည့်နေတဲ့နက်ကတော့ပေါက်ပေါက်ပါလားကွာအချောင်းမနက်ကတော့လေးဗျသူကလည်းမခေပါဘူးဟဲ့နေငါ့ကိုထီးရင်ကြည့်ကြည့်တယ်စမ်းငါ့ကိုလေကိုတော်ရီမှာအပ်ထားတာနော်ကိုတော်ရီကန်လဲထည့်လိုက်လို့နေကျွန်းပြသွားမယ်အေးပါနင်းရဲ့ကိုတော်ကြီးကိုတော်လေးတွေမကန်ရင်ပါနင်းကငါအရင်ကန်ပါဟဲ့အောင်လေအဲ့ဒီချောင်းမှာဖမ်းခဲ့ကြစက်ကြိုးစဲတင်ဝင်ရပြောလိုက်တော့စကောသိမ်းမော်ကဟဲ့တင်ဝင်သူ့ကိုဖမ်းခေါ်လာမယ်ဆိုရင်ဒိုးစကန်နေရတီးသွားမှာပေါ့ကွာအကူကြီးကလည်းဗျာကျုပ်ကအလကားဖမ်းတာမဟုတ်ဆရာကြီးကပြောထားတယ်မလားနက်ကတော့အတွင်းဖမ်းခေါ်လာခဲ့ဆိုဟောဟုတ်တယ်ကွာတို့လည်းခုမှတတိရတယ်ဒါဆိုရင်ဒီကောင်ဒီကောင်မဟာဟုတ်ပြီပေါ့ကွာအဲ့ဒီအချောင်းမှာဖမ်းလာခဲ့ကြဓမြနှစ်ယောက်ကအုံးစံကြိုးတွေနဲ့ပေါက်ပေါက်ကိုဖမ်းနေဗျပြီးတော့ဝါဒငထူးကကျုပ်ကိုကြည့်ပြီးတော့ဟာဒီကောင်မှဖမ်းနေကွာဟင်ကျုပ်ကနက်ကတော့မဟုတ်တာဗျဘာဆိုင်လို့လဲမင်းကနက်ကတော့ရဲ့ယောက်ျားမို့လားဟာတော်တီးတော့လေဗျာကျုပ်ကဘယ်လိုအဲ့ဒီအချောင်းမှာယောက်ျားဖြစ်မှာလဲဗျဟေးကောင်မညာနဲ့ကားပေါ်မှာမင်းတို့နဲ့အခြေဆန်းနေအောင်ငါမျက်စိနဲ့မြင်ပြီးသားမင်းကသူ့အနောက်ကနေကက်ပြီးတော့ဘလူးနေလိုက်တာဗျငါဖြင့်ပေါက်ကိုဆွဲရိုက်ချင်တာဟာမဟုတ်ပါဘူးဗျာတကယ်မဟုတ်ပါဘူးအချောင်းမနင်းကလည်းဘာမှမလုပ်ဘူးငါနှစ်ယောက်ျားမဟုတ်ဘူးဆိုရှင်းပြလိုက်လေကျုပ်ကပြောပြီးမယ်ပေါက်ပေါက်ဆိုတဲ့လူကအေးဒီအေးဆက်ပဲဗျနောက်တော့ဟုတ်တယ်လို့နဲ့ခေါင်းလောင်းညိတ်နေတယ်အဲ့ဒီအချောင်းမတော့သူအဖမ်းခံရတယ်အဖေရအောင်ကျုပ်ကိုဖမ်းခိုင်းတဲ့သဘောကျုပ်ကလည်းအာဟုတို့ကန်ဆိုးပါတယ်ဗျာနေထိုင်နေအချောင်းမလည်းအထင်ခံတယ်အခုတော့အဖမ်းခံရတော့မှာဒီတခါတော့ကရင်ကြီးလေဗျဓမြတယောက်ကကရင်ကြီးရဲ့ရှိမှာတောင်းကြီးထိုးပြီးလိုက်ပြီးတောင်းထဲမှာလည်းလက်ဝဲလက်စားတွေပတ်စံနေနိုင်ရီကအပြည့်ပေါ့ဗျာဟေးကရင်ကြီးမင်းစုဆောင်းထားတဲ့ပစ္စည်းတွေအကုန်ပေးကရင်ကြီးကလည်းအခုချိန်ကြီးကိုခက်ပြုံးပြုံးမင်းငါစုထားတာတွေတကယ်ပေးရမှာလားပေးပါဆိုနေမှာငါတန်းနဲ့ထိုးလိုက်လို့ခေါင်းပေါက်သွားမယ်အေးပေါ့ကွာမင်းတို့ပေးဆိုတော့လေပေးရတာပေါ့ကရင်ကြီးကဗစက်ကြီးဖြိမ့်ပြီးတော့တောင်းတွေကိုအန်ချလိုက်တာတော်နေဗျာအမ်ဘက်တွေကပုံးတွေကတွန်းချလိုက်တယ်လို့ပဲတောင်းကြီးတစ်ခုလုံးနဲ့အမ်ဘက်တွေပြေးသွားပြီးတော့လမ်းပေါ်တော်မှာရှမ်းကြသွားသည်ဓမြတွေလည်းတော်တော်အံ့ဩနေဟာနန်လိုက်တာလေလွန်ပါရောကရင်ကြီးကတော့ရင်ချောင်သွားတယ်လို့နဲ့လေးချင်းတောင်တက်လိုက်သည်ဟေးလူခင်ဗျဘာဖြစ်လို့အန်ချလဲဗျမင်းတို့ပဲငါစုထားတာပြီးစုလောလောဆယ်ငါစုထားတာဟောဒီဘိုက်ထဲမှာပဲရှိတာကွာကရင်ကြီးကအဲ့ဒီချိန်တော့ပြောင်းချင်တော့ချင်သည်ဓမြတယောက်ကရှေ့ကိုတက်လာပြီးတော့ဒီကရင်ကြီးကတော့သေးချင်းမင်းချင်းနေကရင်ကြီးရဲ့နှဖို့ချောင်းလုံးမျိုးနဲ့ထိုးချင်လိုက်တယ်ဗျကရင်ကြီးကတနက်ကိုကြည့်ပြီးတော့မင်းတနက်ကကြည်စံပါလို့လားကွာကြည်စံမပါပဲချိန်မလားကွာတေချာပြန်ကြည့်ပါဦးကွာမင်းတို့စကန်ထွက်လာတော့ကြည်စံဖြစ်ဖို့မိလာခဲ့တာထင်တယ်ဓမြကကြောင်တောင်နဲ့တနက်ကိုကြည့်လိုက်တော့ကြည်စံကတရောင်းမှမပါဘူးစကောသိမ်းမော်အနာကက်လာပြီးတော့တနက်နဲ့ထိုးချင်လာတယ်ကဲဥပဒါခမရလက်မြောက်လိုက်တော့အဲ့လိုပြောတော့ကရင်ကြီးရောဥပဒါရောလက်မြောက်လိုက်တယ်နေပါဦးဥပဒါကိုလက်မြောက်ခိုင်းတာလေခမရတို့နှစ်ယောက်ကဘာလို့လက်မြောက်တာလဲငါနာမည်ကဥပဒါလေကွာဟေးငါနာမည်ကလည်းဥပဒါပဲကရင်လူတော့စောပါတာပေါ့ဟာအရေးတယ်နာမည်တို့နှစ်ယောက်ကလာတွေ့နေတယ်ကဲစောပါတာလက်မြောက်ပြီးတော့ဟိုဘက်ကဥပဒါဆိုလို့လက်ပြန်ချအကူကြီးကသူ့ကိုသိလို့လားသိတာပေါ့တင်ဝင်ရဥပဒါစောပါတာဆိုတာ
စိန်ရောင်ကြီးဇက်ဘွေကလူရှင်တော်ကြီးကွာတို့ဒီတော်ထဲမှာနေရတာပြင်းလာပြီအဲ့လူရောစကန်ခေါ်မယ်ပြောတော့ဆက်ခိုင်းမယ်ပြီးမှပဲတက်ပြစ်ကြမယ်ကွာကောင်းတယ်ကိုကောင်းတယ်ကျုပ်တို့လည်းမပြင်းတော့ပါဗျာနောက်တော့ဥပဒါရဲ့အလဲကိုရောက်လာတယ်ဥပဒါတော့သူတို့ကတိတ်မစစ်ဘူးဗျတခါကိုတော့ပြောရဲ့အလဲကိုတော့ပြောလွှဲထားတဲ့ဖြာလေးကြီးကိုအဲ့ဒီလူတွေကတင်ကာမကင်းဖြစ်နေဟာဓမြတွေကဖြာလေးကြီးကိုဖြုတ်ခိုင်းပြီးတော့စစ်ကြည့်တော့အထက်မှာတနက်ကြီးတွေထွက်လာပါလေရောဟိုလူတွေလည်းမျက်လုံးပြူသွားတယ်တနက်နဲ့ဆိုတော့မင်းရဲပဲဖြစ်ရမယ်ဟုတ်တယ်မလားမဟုတ်ပါဘူးဗျာကျုပ်ကမုံဆိုးပါမင်းငါတို့ပတ်လို့မရအောင်မုံဆိုးဆိုတာတူမီတို့နှလုံးပြူလောက်ပဲတုံးတာမင်းတနက်ကရိုင်းဖေးကွာသုံးလို့ညာသုံးကြည်စံသုံးတာဆိုတော့မင်းကစစ်သားဖြစ်ပြီမဟုတ်ရင်ရဲပဲအကိုသူ့ဘယ်လိုလုပ်မလဲငါလည်းမပြောတတ်ဘူးကွာစကန်းကဖမ်းကုန်ပြီမောင်းမလည်းရောရဲတွေကဒီလူကိုခီးသွားဟန်ဆောင်ပြီးတော့တို့တွေကိုစုံစမ်းခိုင်းနေပုံပဲအဲ့ဒီဘေးကဥပဒါဆိုတော့လေမတင်ကောင်းသူတို့အတူတူပါလာကြရမလားကဲစကန်းခေါ်လာခဲ့ကျုပ်တို့တပွဲလုံးအဖမ်းခံထိတယ်ဆိုပါတော့ဗျာဒီကြားတဲ့အချောင်းမအစစ်တောင်ပါလိုက်သည်အချောင်းမကျုပ်ကိုကြောက်ချတာဗျကျုပ်လက်တွေသာကျိုးဖြစ်ပြီလို့တော့အဲ့ဒီအချောင်းမောင်လေးနရင်းကြီးပဲတီးပြုံပါဓမြတွေကတနက်တွေမိုးပေါ်ထောင်ဖောက်ပြီးတော့ကျုပ်တို့ဘေးနာရှိုးကြီးတို့ဖမ်းဟော်သွားကြတယ်ကရင်ကြီးကတော့ပျော်တောင်နေသည်ပေါ့ဗျာကားလမ်းမကြီးနဲ့ခက်လန်းလန်းတနေရာရောက်တော့မှရက်လိုက်ကြတယ်ဗျအဲ့ဒီမှာစမ်းချောင်းလေးလေးရှိတယ်ဓမြသိမ်းမောင်ကခေါင်းချင်းပြတော့ဓမြတယောက်ကကျုပ်စက်ကိုတနက်နေနဲ့အတကုံထိုးလိုက်တာတကူလုံးတုံတက်သွားပြီးတော့ခေါင်းထဲမှာလည်းအမြင်ကြီးဝါသွားတာပေါ့ဗျာကျုပ်ရဲ့ရှိမှလည်းဘေးနာအချောင်းမှလည်းလဲကျသွားတယ်ဥပဒါတို့ကိုတော့ပြောလို့လေလဲကျကုန်နေဗျနောက်တော့တဖြည်းဖြည်းနဲ့အမြင်အာရုံတွေကဝေဝါသွားတော့တာပဲတတိပြန်ရလာတော့တဲလေးတစ်လုံးနဲ့ရောက်နေပြီတဲဆိုပေမဲ့အကာမပါပေါ့ဗျာတကယ်မို့ကလည်းကျွတ်ကျွတ်ကြည့်တယ်တဲဘေးနာမှာတနက်ခိုင်တာတွေဓမြ3-4ယောက်စကားပြောနေတာတွေ့ရတယ်ကျွတ်တို့တဲရဲ့တိုင်မှာကြောမိထန်ခဲ့ပြီးတော့ကျိုးနဲ့ချီကြတာဗျတိုင်တွေကလူကြီးရဲ့ပေါင်လုံးလောက်တော့ရှိတယ်ကျုံနိုးလာတော့သကောသိမ်းမောင်ကကျုပ်ရှိမှလာထိုင်တယ်မင်းတို့လင်မြနိုးပြီလားကွာကျုပ်ပြင်ဘာမှမရှင်းပြချင်တော့ပါဗျာရှင်းပြလိုက်လို့ကျုပ်ကအချောင်းမယောက်ျားမဟုတ်မှန်းသိသွားရင်တခါတည်းပြည့်တက်လိုက်မှဒုက္ခအဗျအဲ့တော့ဘာပဲပြောပြောဂျော်လေးရောထိုင်ပဲအသာငြိမ်နေလဲရတယ်ရှင်ကျမတို့ဘာလို့ဖမ်းတာလဲငါတော့မသိဘူးကွာကြည့်ရတာဆရာကြီးကမိမအစ်စ်တွေတဲ့မင်းမချောင်ပို့ပြီးတော့စိတ်ဝင်စားလို့နေမှာပေါ့မင်းတို့ဘာမှမဟုတ်နဲ့မကြခင်သူရောက်လာလိမ့်မယ်သူရောက်လာတော့မှမင်းတို့လှုပ်ချင်တာလှုပ်လိမ့်မယ်တက်ရင်လည်းတတ်မှာပေါ့ကွာဟုတ်ဘူးလားဥပဒါတော့မနိုးသေးရလားအိတ်ချောင်ဆောင်နေလားမသိပါဘူးဗျာမကြခင်မှာလူကြီးတယောက်လမ်းလျှောက်လာတယ်သူနဲ့တူတူဓမြငထူးနဲ့ဓမြတင်ဝင်းတို့လည်းပါလာတယ်အဲ့လူကြီးကသူတို့ပြောတဲ့ဆရာကြီးဆိုတာပဲဖြစ်ရမယ်ဓမြ၄ယောက်ထဲမှာနောက်ဆုံးကျန်တဲ့ဓမြဆိုပေမဲ့ပုံစံကတော့မြို့အောင်မင်းလိုအရေးပိုင်မင်းလိုကိုင်းကြီးအနေကြီးဝစ်ပြီးတော့အောက်မှာလည်းတကယ်သားနဲ့ချုပ်ထားတဲ့ဘောင်းမင်းအနေကြီးဝစ်လို့ဗျရှုပ်နဲ့အမဲကလည်းဖက်နဲ့စီတွေနဲ့တိုက်ချတော့ပြောင်းနေရပဲအဲ့လူကြီးကဘူးရီကိုခေါင်းလင်းစီတွေရွှေ့ပြီးတော့ကို့နေအောင်ဖိရတယ်ရွှေကိုင်းမျက်မှန်ကြီးလည်းတက်ထားသည်ကျုပ်ကတော့ကိုလိကြီးနေဝင်းလိုပဲဗျအပေါ်တက်လာပြီးတော့ကျုပ်တို့ရှီကထိုင်ကုန်တစ်ခုမှဝင်ထိုင်တယ်ဥပဒါတို့လူစုကိုလက်ပြလိုက်တော့ဓမြတယောက်ကတန်မုံတမုံနဲ့ရေတွေခတ်လာပြီးတော့လောင်းလိုက်တာအကုန်လုံးလမ်းပြန်ပြီးတော့နိုးလာတာပေါ့လေဟဲ့လူခင်ဗျားကျုပ်တို့ဘာဖြစ်လို့ဖမ်းတာလဲဗျအေးပါကွာပြောပါမယ်ဒါပေမဲ့လူကြီးလူကောင်းနေဆိုတာစကားမပြောခင်မှာအရင်ဆုံးကိုဘသူလဲလို့မေးဆက်ကြတယ်ကွာဓမြအများကိုလူကြီးလူကောင်းနေခွေးပါးစက်ကနဲ့စကားထွက်တယ်ဆိုတာဒါမျိုးနေမှာဟာအဲ့ဒါလူကြီးလူကောင်းပဲကွာလူဆိုတာအေးပဲမင်းရဲ့သားမြို့ကိုဘရင်ဆိုတာပဲလွတ်လပ်ရေးရပြီးတော့လေမြို့မဖြစ်ရလို့ဆိုပြီးတော့လက်နက်ကင်လူစုတော်လန်ဖို့လုပ်ရနေအချင်းဒီမဟန်တော့ဓမြဖြစ်သွားတာကွာကင်းကြီးခင်ဗျာကျုပ်အကြောင်းတော်တော်သိနေပါလားဟုတ်တယ်ကျုပ်နာမည်ဘရင်အရင်ကမြို့အုပ်ဖြစ်ဘူးတော့မြို့အုပ်ဘရင်ပေါ့ကျုပ်ကဒီဓမြ3ယောက်ရဲ့ဆရာဆိုလေဟုတ်တယ်ခေါင်းဆောင်ဆိုလေဟုတ်တယ်ကျုပ်ကခြေတံတွေလက်တံတွေရှိတယ်ဆိုတော့ဓမြတွေရဲ့လုံခြုံရေးနဲ့လက်နက်ခဲယမ်းတွေနည်းနည်းပါးပါလှုပ်ရှားပေးရတယ်ဆိုတော့လေဒါဆိုကျုပ်ကလည်းချင်းမမဟုတ်တာကျုပ်ကစောတာဖြူပဲစိန်အောင်ကြီးဇက်ထဲမှာတော့စောကသားလူတွေသိကြတယ်ဒါကြောင့်ခင်ဗျားကိုကျုပ်ကမြင်မှုပါတယ်လို့မှတ်ရကောင်းပါတယ်လေကောင်းပါတယ်ခင်ဗျားတို့ဇက်ထုတ်ကိုကျုပ်၄-၅ခါလောက်ကြည့်ဘူးတယ်မင်းသားကောင်းပြီမဲ့မင်းသမီးမကောင်းလို့ဆက်မကြည့်တော့တာခင်ဗျားကျုပ်တို့ဖမ်းထားတာစပွဲကခဲမလို့လားမဟုတ်ပါဘူးဟဲ့အောင်လေမင်းတို့ကိုနက်ကြော်ပဲဖမ်းခိုင်းတယ်လေကွာဘလို့လုပ်ပြီးလူပိုတွေပါလာနေလေဟောကနက်ကြော်ယောက်ျားပါဒီတယောက်ရဲ့ခန္ဓာကိုယ်မှာတော့တနက်တွေ့လို့အစိုးရလူဖြစ်မယ်ဆိုပြီးတော့ဖမ်းလာတာပါဒီဘာကြီးကလည်းသူနဲ့တူတူပါလာတာပါကရင်ကြီးကတော့စကတ်မှာနည်းနည်းဖြောပြခိုင်းမယ်ဆိုပြီးတော့ခေါ်လာတာပါကျုပ်ကအစိုးရလူမဟုတ်ဘူးဗျကျုပ်ကမိုးဆိုးအညာဘက်ကနေဆင်းလာခဲ့တာအဲ့ဒီတနက်ကလည်းအစိုးရနဲ့မဆိုင်ဘူး
ကျုပ်ကသာကျုပ်ဝယ်လာတဲ့တနေဗျသူပြောတာဖြစ်နေကွာဒီကောင်ရုပ်ကိုကြည့်ရတာမို့ဆိုးနေတူတယ်မင်းတို့တော့ကွာငါစကားပြောတော့နားမထောင်ငါပြောထားတယ်မလားစကန်းကိုမလိုအပ်တဲ့လူတွေမဖမ်းခင်နေလို့အခုတော့မင်းတို့ကဟိုလူဖန်ဒီလူဖန်နေဒါဆိုရင်အဲ့ဒီလူတွေကိုပြစ်တက်လိုက်မလားဆရာကြီးနေအောင်ကွာနက်ကတော့ငါတို့အတွက်အတုံးဝင်ဆုံးပဲဟိုကောင်ကမို့ဆိုးဆိုတော့ဒေါ်လန်ခီကျွမ်းရင်တယ်ပြီးတော့ဒိုးသွားမဲ့ခီမှာယောက်ျားသားအင်အားလေးလိုသေးတယ်အဲ့တော့နက်ကတော့ရေသူ့ယောက်ျားရေမို့ဆိုးရေဖမ်းကုန်ရဲ့အဖိုးကြီးနှစ်ယောက်ကိုတော့မင်းတို့လှုပ်ချင်တယ်လို့လှုပ်လိုက်ဆရာကြီးကြံကောင်းပါတယ်ဒါပေမဲ့ဒီလူတွေလမ်းခီမှာထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲထမပြေးနေအောင်ဖမ်းသွားရင်ရပါတယ်ကွာကဲဟိုလူကြီးနှစ်ယောက်ကိုတော့စကန်နဲ့ခေါ်သွားကြသူတို့၃ယောက်ကိုတော့ငါအိမ်ကိုခေါ်သွားမယ်ဥပဒါကိုကြိုတစ်ချက်ကြည့်လိုက်တော့ဥပဒါခေါင်းသာငြင်းပြတယ်သူမှလည်းအစီအစဉ်တစ်ခုရှိပုံရတယ်လေကျုပ်တို့အချင်းကြီးကလည်းတိတ်တော့မစိုးလာပါဘူးဒီတိုင်းဆိုရင်ဥပရင်ကကျုပ်တို့ချက်ချင်းတက်မှာမဟုတ်သေးဘူးကျုပ်တို့တော့တစ်ခုခုခိုင်းနေပုံရတယ်ကျုပ်တို့၃ယောက်ကိုကျိုးရီနဲ့တုပ်ပြီးတော့တောင်ကုန်းတစ်ခုပေါ်ခေါ်သွားတယ်ဗျတောင်ကုန်းပေါ်ကနေလှမ်းပြီးကြည့်ရင်ဓမြစခန်းကိုမြင်နေရတယ်ဓမြစခန်းမှာဆောက်ထားတဲ့တေးလေးတွေကချုံမင်းတွေဝယုံကြီးတွေနဲ့ကတ်ဆောက်ထားတော့တတိချေရတော့မမြင်ရပါဘူးဗျာဓမြအင်အား340တော့အသာလေးရှိမှာပဲတောင်ကုန်းလေးကိုကြော်ပြီးတဲ့အခါမှာတောညက်ကြီးတွေဝင်လာရတယ်ဗျတောညက်ကြီးအလေကစမ်းကြောင်းလေးတစ်ခုအနားကိုရောက်တော့စမ်းကြောင်းရဲ့ဘေးမှာမိတင်ဆောက်ထားတဲ့ဘိုးလေးကြီးတစ်လုံးတွေ့လိုက်ရတယ်ဘိုးလေးကြီးကနေတိုင်းမဟုတ်ပါဘူးဗျာအဲ့ဒီတောလေးမှာဘသူများဒီလိုဘိုးလေးကိုဆောက်ထားပါလိမ့်အိမ်မှာလည်းအဆောင်ရှောက်တွေနဲ့ကျုပ်တို့အိမ်ရှိအပေါက်ကနေတွင်းပြီးတော့ခေါ်သွားတယ်လေအိမ်ထဲမှာလည်းပရီဘိုးကတွေကစုံလို့ပဲကျွန်းဘီရိုကြီးတွေစာအုပ်စင်းကြီးတွေကလည်းမနေမနှောဗျအဲ့ဒီအခန်းတွေကိုဖျက်ပြီးတော့ဘဲဥပုံစပွဲဝိုင်းကြီးတစ်ခုရှိတဲ့အခန်းတွေကိုရောက်သွားတယ်ဓမြတွေကခုံဝိုင်းကြီးပက်ပက်လေးမှာချထားတဲ့ထိုင်ကုန်တွေမှာကျွတ်တို့ထိုင်ခိုင်းတာဗျအဲ့ဒီခန်းစားတော့ခန်းမကြီးဖြစ်လိမ့်မယ်တော်တော်လေးကိုလည်းခန်းခန်းနာနာဆောက်ထားတာပေါ့ဗျာကျုပ်ဖြင့်မျက်နှာကျက်တွေမီးစမ်းကြီးတွေကိုငေးပြီးတော့ကြည့်နေမိတာနေရာမှာလည်းတမင်ကောင်းတို့ကြည်ကောင်းတို့ချိတ်ထားသေးတယ်မင်းတို့တွေအံ့ဩသွားလောက်ကွာဒီဘိုတဲကြီးကတစ်ချိန်လုံးကတစ်တော့အရေးပိုင်တယောက်နေခဲ့တဲ့ဘိုတဲပဲအခုတော့ငါဟာပေါ့ကွာဥပရင်ကကျုပ်တို့လက်မှာခြေထားတဲ့ကျိုးတွေကိုဖြီးခိုင်းနေဗျဓမြတွေကတော့မဖြီးပေးခြင်းမဟုတ်သူတို့စီကအမိန်ပေးလို့ဖြီးလိုက်ရတာကျိုးတွေပြီးသွားပြီမေကျုပ်တို့လည်းဘာမှမလုပ်နိုင်ပါဗျာလက်နဲ့ကင်ထားတဲ့ဓမြတွေကအခန်းထဲမှာရှိတာဟုတ်ကဲဧည့်သည်တို့ဧကန်မောင်းကွာအင်ရှင်ဝတ္တရားမပြည့်စင်နဲ့ဥပရင်ကပြောပြီးတော့လက်ကုပ်တီးလိုက်တော့မိန်းကလေးတွေနောက်ဖေးဘက်ကထွက်လာတယ်ကြည့်ရတာဓမြတွေဖမ်းဆီးလာတဲ့မိန်းကလေးတွေဖြစ်မယ်တင်နေဗျအားလုံးကအသားဖြူဖြူချိုးချိုးလေးတွေသူတို့ရဲ့လက်ထဲမှာကြေးလင်မန်းတွေငွေလင်မန်းတွေခိုင်ထားပြီးအစားအသောက်တွေလည်းထည့်ထားတယ်ကျုပ်တို့ရဲ့ရှင်မှာစားစရာတွေလာချပေးတာပေါ့အနီရောင်အရည်တွေထည့်ထားတဲ့ဖန်ခွက်လေးတွေလည်းပေးတယ်တော်လေးရောက်နေပြီမဲ့စားစရာတွေကတောမဆန်မိုးဗျအသားကြက်တင်လိုဟာမျိုးတွေကျုပ်ကြုံတွေကြက်ပေါင်းကြုံတွေပမို့နေပါရတော့ပါသေးတယ်ဗျကဲသုံးဆောင်လို့ရပါပြီကွယ်တော်လေးတောင်လေးဆိုတော့စားစရာတွေများဂရင်းမတွေ့ရင်လေအပြစ်မမြင်ကြပါနဲ့ကျုပ်နဲ့ပေါပေါကတော့ဗိုက်စားစားနဲ့အငန်းမရအောင်စားတာကိုတော့ပြောမစားဘဲနဲ့ကြည့်နေတယ်ဗျစားပါကွာမင်းတို့အသက်ချင်းတနက်မောင်းလေးတစ်ချက်ဖြုတ်လိုက်ရုံပဲအစာထဲမှာအစိတ်တွေပါခက်နေကြမလို့ပါဘူးဥပရင်ကပြောလေးပြောသူလဲစားတယ်ဗျတဖြည်းဖြည်းနဲ့မိုးချုပ်လာပါပြီလေအခုနမိန်းကလေးတွေကထမင်းစားခန်းထဲမှာမင်းအိမ်လေးတွေလာထုံးပေးတယ်မင်းအိမ်လေး9လုံးထုံးလိုက်တော့လင်းထိန်သွားတာဗျတနေ့လုံးဘာမှမစားရလို့လားမသိပါဘူးစားလို့လည်းကောင်းဘေးနာအရင်နေနေလေးရတယ်ဈေးပြော်ကြီးလိုသွေးစည်းကိုရင်းနဲ့ဖြောထားသလိုလိုချိုချိုလေးနဲ့တောက်လို့ကောင်းလိုက်တာကျုပ်ပြန်တကြိုက်သေးကိုမောချလိုက်တာရင်းနဲ့အေးသွားတာပဲဒါပါလေဗျလင်မနေကြီးလားမဟုတ်ပါဘူးဗီဒီယိုတုံးနေကြီးလို့ခေါ်တယ်ဗမာခေါ်တော့ဘီလက်ကြီးပေါ့ကွာတောက်လို့ကောင်းလိုက်တာဗျနောက်တစ်ခွက်လောက်ထပ်တောက်လို့ရတာမရဘူးကွာတောက်ပါများသွားရင်ဆေးလုံပြီးတော့တည်တတ်တယ်သူပြောတော့မှကျုပ်ပြန်လန့်သွားတာပဲကိုတို့ပြောကဘုံကနေမတက်ရက်ပြီးတော့ဥပရင်အရှိမတင်ထားတဲ့ငွေခင်းတစ်ချောင်းနဲ့စကနေကောက်ယူလိုက်တယ်တစ်ချိန်တည်းမှာပဲဥပရင်ရဲ့လဲမျိုးလက်မောင်းတစ်ဖက်နဲ့ဆွဲညစ်လိုက်ပြီးတော့ဒေဘင်းကိုခရင်နဲ့ထိုးဖို့လုပ်တယ်အဖြစ်ပြက်တွေကမြန်ဆန်လို့နေဗျဓမြတွေလည်းကြောင်အန်းဖြစ်သွားပြီးတော့တနက်နဲ့ထိုးချိန်လာတယ်ဥပရင်ကလက်နှစ်ဖက်မြောက်ပြီးတော့ဟဲကောင်းနေတနက်ပြန်ချထားမင်းတို့လက်လုံးကုန်မယ်ခင်ဗျားတို့သူပြောနေမကြောက်လားကျုပ်ဒီခရင်နဲ့ထိုးတက်လိုက်မှာနော်ဓမြတွေလည်းအနောက်ကိုဆုတ်သွားတယ်ဗျဥပရင်ကတော့တအားဟာနဲ့အော်ရီနေရပေါ့ဗျာမင်းကငါ့ကိုတက်ချင်တယ်ပေါ့မိုးဆိုးကြီးခင်ဗျာအခုမှပေါ်ကြံမလုပ်နဲ့ကျုပ်ထိုးလိုက်ခင်ဗျာသေသွားမယ်နော်ကဲအဲ့ဒါဆိုရင်ထိုးစမ်းကွာဟဲ့ကောင်ငါပြောနေမကြောက်ဘူးလားငါ့ကိုထိုးလိုက်စမ်းလို့ကိုတို့ပြောတွေးဝေနေတယ်ဗျသူ့ဆိုတယ်မှာအဲ့လိုထင်ထားဖို့မရဘူးဥပရင်ကိုချင်းချောက်ပြီးတော့ထပ်ပြေးဖို့တွေးထားတာနေမှာ
ဥပယင်ကခေါင်းတင်းကြီးနဲ့အေးကောင်းပြီမင်းမထိုးချင်ဘူးဆိုတော့လေငါထိုးရတာပေါ့ကွာဥပယင်ကပြောဆိုပဲကိုတော်ပြော်ရဲ့ခရင်ကင်ထားတဲ့လက်ကိုအုပ်လိုက်တယ်သူ့လက်ပင်ကိုသူထိုးချလိုက်တယ်ခရင်အတော်လေးချောင်းကလေမျိုးတက်တဲ့ကိုဒုက္ခနေစိုက်ဝင်သွားတာပေါ့ဆိုရင်မကြည့်ရဲလို့အောင်မလေးလို့អော်ပြီးတော့သူ့ရဲ့မျက်နှာကိုလက်ဝါးနဲ့အုပ်ထားတာတော်ပြောဆိုရင်လည်းတော်တော်လေးလက်နေတာဥပယင်ကဘာမှမဖြစ်သလိုပဲမက်တဲ့ရက်လိုက်တယ်ဗျဘလို့လဲကွာမင်းတက်တာငါမသိပါလားကွာဟမ်ဥပယင်ကလဲပြီးတော့ငွေခင်းကိုဆွဲဖြုတ်လိုက်တာတွေးလည်းမထွက်သလိုဘာမှလည်းမဖြစ်ဘူးကျုပ်တို့အံ့ဩပြီးတော့ကြည့်နေတော့မှသူ့ရဲ့ကိုင်းကြီးအေးတွေက6လုံးပြူကိုထုတ်လိုက်တယ်ကျုပ်တို့များပြစ်မလားဆိုပြီးတော့ကြောက်လန့်သွားတာပေါ့ဥပယင်ကတနက်ကိုထုတ်ပြီးတော့ကိုကောင်းကိုချိန်ပြီးတော့ပြစ်ချလိုက်တယ်ဒီဘက်နဲ့တည်းကဝင်သွားတဲ့ကြည်စံဟိုဘက်နဲ့တည်းမှာအပေါက်ကြီးပွင့်သွားပြီမေဘာမှမဖြစ်ဘူးဗျကျုပ်တို့ကြည့်ပြီးတော့ပြုံးနေသေးတာကဲမင်းတို့ငါ့ကိုတက်ချင်တယ်မို့လားတက်လေကွာငါ့ကိုဘယ်နည်းနဲ့တက်မလဲကျုပ်ဖြင့်သူပြောနေတာနားမထောင်မနေခေါင်းကအပေါက်ကြီးကိုပဲကြည့်နေမိတာအပေါက်ကြီးကရိုးရိုးအသားစားတွေကတွေးမရှိသလိုဖြူဖြူကြီးတွေစကားပြောနေတော့မှပဲသူ့ရဲ့လိုပြန်ပြီးတော့အကောင်းပကလေးဖြစ်သွားတယ်ဗျဥပယင်ကရေတွေခွဲတောက်လိုက်တာအခုနာခရင်အပေါက်တွေကနေရေတွေစိတ်ညာလာတယ်ရေတွေကိုအဝတ်တစ်ခုနဲ့တုပ်ပြီးတော့ခုံမပြန်ထိုင်နေပြီးတော့ဓမြတွေဘက်ကိုလှည့်ပြီးတော့ကဲတော်မင်းတို့သွားကြတော့ထမင်းသားခန်းကြီးကိုတော့ပိတ်သွားကြတယ်ဗျအထဲမှာဥပယင်ရဲ့ကျုပ်တို့ရဲ့ပေါ့ဗျာကိုတော်ပြောတော့ကြောက်လန့်လန့်နေခင်ဗျကျုပ်တို့ဘာလို့ခိုင်းမလို့လဲအလုံးကြောင်းမပြောခင်မှာတမိုင်းကြောင်းအရင်ပြောတာပေါ့မင်းတို့ဟေတလာကိုသိလားကိုတော်ပြောတော့သိပုံမရဘူးဗျကျုပ်ကခေါင်းချင်းလိုက်တယ်ဟေတလာတော့သိရင်မဆိုးပါဘူးကွာဟေတလာဆိုတာနာဇီဂျာမနီတို့ရဲ့အရှင်သခင်ပဲအဲ့ဒါတွေကိုကျုပ်ကြားဘူးပါတယ်ဗျာအခုကိစ္စနဲ့အဲ့ဒီကနေကဘလို့ပတ်သက်နေလို့လဲဆိုင်လို့ပြောနေတာပေါ့ကွာတကယ်တော့ဟေတလာဟာနိုင်ငံရေးခေါင်းဆောင်ကြီးဆိုပေမဲ့ဂမ်ဘီယာပစ္စည်းတွေနန်ရုပ်လောကတွေကိုစိတ်ပါဝင်စားတက်ကြွတဲ့လူတစ်ယောက်ပဲလောကီပညာရက်တွေကိုလည်းအယုံကြည်ရှိတယ်သူအာဏာရပြီးတဲ့အချိန်မှာဂမ်ဘီယာဗျူရိုအဖွဲ့အစည်းကြီးကိုဖွဲ့စည်းပြီးတယ်အဲ့ဒီအဖွဲ့ကြီးမှာဟစ်တလာကိုယ်တိုင်ပါဝင်နေပြင်အဖွဲ့ရဲ့ခေါင်းဆောင်ကနာဇီပါတီရဲ့ဒုတိယခေါင်းဆောင်လည်းဖြစ်ဟစ်တလာရဲ့ကိုရေးအရာရှိလည်းဖြစ်တဲ့ဘရူတိုဟက်ကိုခေါင်းဆောင်နေတယ်ကွာသူကအဲ့ဒါလုပ်ပြီးဘာလုပ်တာလဲပြောပြီးပြီလေဂမ်ဘီယာတိတ်တဲ့အစွမ်းတွေကိုလိုချင်လို့အဲ့ဒီဖွဲ့ကြီးကနာဇီအတွက်လိုအပ်တဲ့ဂမ်ဘီယာအလုပ်တွေကိုလုပ်ကင်ပြီးဟစ်တလာဟာလောကီပညာတွေကိုထဲထဲဝင်လိုက်စားခဲ့တဲ့အတွက်ခရစ်တော်ကားစင်နေပြီးတက်ခံရတဲ့လန်တဲ့ချောင်းမရအရလိုက်လံရှာဖွေတယ်အဲ့ဒီလန်က3ချောင်းရှိတယ်တစ်ချောင်းကပိုရီဟန်မင်းကြီးရဲ့ဗာတီကန်နန်းတော်မှာနောက်တစ်ချောင်းကတော့ပြင်သစ်နိုင်ငံပဲရစ်ပြားတိုင်းမှာနောက်ဆုံးတစ်ချောင်းကဗီယင်နာမြို့ဟော့ဘက်ပြားတိုင်းမှာဟေဒလာတတိယမြောက်လှန်ဖြစ်တဲ့ဗီယင်နာကလန်ဒန်ကိုမရမကယူခဲ့တတိယမြောက်လှန်ကခရစ်တော်အသက်တည်အောင်လုပ်နိုင်ခဲ့တဲ့လှန်ပဲအဲ့လန်ဘာထူးဆန်းလို့လဲအဲ့ဒီလန်ဒန်လက်ဝဲရှိတဲ့လူတိုင်းဟာကြီးမားတဲ့အောင်ပွဲကြီးတွေရတတ်တယ်တမိုင်းမှာဆိုရင်ရှာလမိန်ဘုရင်ကြီးဟင်ရီဘုရင်ကြီးဖရက်ဒရစ်ဘာဘဂိုဘုရင်ကြီးအဲ့ဒီဘုရင်ကြီးဟာလန်ဒန်ပိုင်ဆိုင်ခဲ့တဲ့သူတွေဖြစ်ပြီးတော့တမိုင်းမှာလည်းအကြီးမားဆုံးအောင်မြင်မှုတွေရခဲ့တယ်ဟေတလာအဲ့ဒီလန်ဒန်ကိုရယူပြီးတဲ့အချိန်မှာပဲဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့တာ1939ခုနှစ်မှာဟေတလာရဲ့ကပိုက်ဆောင်တပ်ဖွဲ့လိုနာမည်ကြီးတဲ့ဂက်စတာဘိုတပ်ဖွဲ့အကြီးအကဲဟေမလာကိုယ်တိုင်ဦးဆောင်စေပြီးတော့တိဘက်နိုင်ငံကိုအထူးစစ်စင်ရေးဆိုပြီးတော့လူတွေလွတ်တယ်တိဘက်ကနေဂမ်ဘီယာပစ္စည်းတွေစေကျန်းနေတဲ့လောကီပညာရှင်တွေလာမဘုန်းကြီးတွေကိုဖမ်းဆီးခေါ်ဆောင်နေအဲ့ဒီထဲမှာဥက္ကာကဲတစ်ခုနဲ့ထုလုပ်ထားတဲ့ဝေဒဝန်နမင်းကြီးရဲ့ရုပ်ထုလေးပါတယ်ထူတော့ထူလာပြီဗျာနော်ဟုတ်တယ်အဲ့ဒီဥက္ကာကဲကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်ကလေးကတဲကန်နာရတွေကိုပြုတ်ကျလာခဲ့တဲ့ဥက္ကာကဲပဲအစွမ်းထက်တဲ့တဘာဝလွန်တကိုးတွေရှိတယ်8800ဆိုလောက်ရောက်တဲ့အခါမှာတော့လောကီပညာရှင်တွေဟာအဲ့ဒီဥက္ကာကဲကိုနမင်းကြီးလေးပါရုပ်ထုအဖြစ်ထုလုပ်ခဲ့ကြတယ်နာဇီတွေရောက်သွားခဲ့တဲ့ရုပ်ထုကဝေဒဝန်နမင်းကြီးရုပ်ထုဘိုဘီထူးဆန်းတာတခုပြောရမယ်အဲ့ဒီနမင်းကြီးရဲ့လက်ထဲမှာစက်ကြတခုကင်ထားတယ်စက်ကြတစ်စိတ်ဟာနာဇီတွေအသုံးပြုခဲ့တဲ့စက်ကြနဲ့တပုံစံနဲ့သွားတူနေတယ်စက်ကြလက်နဲ့ဆိုတာလောကမှာတကိုးရှိဆုံးလက်နဲ့လို့ယူဆတယ်စက်ကြကညာဘက်ကိုရေးတဲ့စက်ကြနဲ့ဘယ်ဘက်ကိုရေးတဲ့စက်ကြဆိုပြီးတော့နှစ်မျိုးရှိတယ်ညာဘက်ကိုရေးတဲ့စက်ကြဟာမင်္ဂလာရှိတယ်အောင်မြင်ခြင်းဆိုတဲ့သဘောကိုရတယ်ဘယ်ဘက်ကိုရေးတဲ့စက်ကြကတော့သူနဲ့ဆန့်ကျင်မဲ့ဖြည့်ဆည်းခြင်းသဘောပေါ်လေအဲ့ဒီနေ့ကိုသူတို့ကဘာတွေလုပ်ခဲ့ရလဲဗျအဲ့ဒါတော့ငါလည်းတေချာမသိဘူးဟစ်တလာမှာအစိမ်းအောင်လက်အိတ်နဲ့လူလို့လှုပ်ဝက်ခေါ်တဲ့လူတယောက်ရှိတယ်ဟစ်တလာလုံးသမျှကဲနေများကိုအဲ့ဒီလူကနောက်ဝဲကနေအကြံပေးနေတာအာဒါနာရီယာတို့မှာ
ဝေဒဝင်နမင်းကြီးဟာမြောက်ရက်ကိုအစိုးရတယ်ဘလူအပေါင်းတို့ရဲ့ခေါင်းဆောင်ဖြစ်တယ်လို့ပြောတယ်နာဇီဂျာမနီဆိုတာကလည်းဂျူးတွေကိုလူမျိုးတုံးတပ်ဖြတ်ခဲ့တဲ့ပြင်လူမဆန်တဲ့လုပ်ရက်တွေလည်းလုပ်ခဲ့တာဆိုတော့ဝေဒဝင်နမင်းကြီးနဲ့ဘလူနဲ့နာဇီတွေဟာတခုခုတက်ဆိုင်နေရမယ်လေထားပါတော့ဗျာကျုပ်တို့ကဘာလို့ပေးရမှာလဲတကယ်တော့အဲ့ဒီအယုတ်က၄ခုရှိတယ်ဒီဘက်မှာနာဇီတွေလှုပ်ဝက်စစ်စင်ရေးလုပ်တဲ့အခါမှာသူတို့ကြီးပဲမဟုတ်ဘူးသူတို့ရဲ့မဟာမိတ်ဖြစ်တဲ့ဖက်စစ်ဂျပန်နေနဲ့လေအတူတကွလုပ်ခဲ့တာပဲအဲ့ဒီတုန်းကတိဘက်နိုင်ငံတရုတ်နိုင်ငံမြောက်ပိုင်းဆိုတာဂျပန်ထိန်းချုပ်ထားတဲ့နေမီစစ်စင်ရေးပြီးတော့နာဇီတွေကမြောက်ရက်ကိုကိုစားပြုပြီးတော့စစ်ကြလက်နက်ကင်ထားတဲ့နာမည်ကြီးရုပ်ထုကိုယူသွားတယ်မဟာမိတ်ဂျပန်တွေကအရှိရက်ကိုကိုစားပြုတဲ့နာမည်ကိုယူဆောင်သွားတယ်အဲ့ဒီရုပ်ထုကလည်းလက်မှာအရှိရက်ကိုကိုစားပြုတဲ့နေဝင်းနီလက်နက်ကိုကင်ဆောင်ထားတယ်ဂျပန်ဆိုတာလေနေကိုကိုးကွယ်ကြတဲ့လူတွေသူတို့ရဲ့အလံလည်းနေဝင်းနီမို့လားဒါကြောင့်အဲ့ဒီရုပ်ထုကိုသူတို့တွေယူခဲ့တာပေါ့ဒါဆိုရင်အဲ့ဒီရုပ်ထုမှာဂမ်ဘီယာဆက်နေရှိမှာပေါ့နော်သိရှိတာပေါ့ကွာတကယ်လို့သာရုပ်ထုကိုဂျပန်ဘီရင်လက်ထဲရောက်သွားမယ်ဆိုရင်ဒုတိယကမ္ဘာစစ်ကြီးရဲ့အကျိုးဆက်ကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ကွာဒါဆိုရင်ဂျပန်နေမရခဲ့ဘူးလားဟုတ်တယ်နာဇီတွေဟာတိဘက်ကနေအရှေ့ဥရောပကိုဖျက်ပြီးတော့ဒီရုပ်ထုကိုတည်ဆောင်သွားပြီးမြဲဂျပန်တွေဟာအဲ့ဒီရုပ်ထုကိုဂျပန်ပြည်ကိုပြန်ပို့ဖို့စိတ်ကူးခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲဒုတိယတရုတ်ဂျပန်စစ်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့တရုတ်ပြည်ကိုဖျက်ဆီးဖို့ဟာအခက်အခဲရှိခဲ့တယ်အဲ့တော့ဂျပန်ထောက်လှမ်းရေးအေဂျင့်ဖြစ်တဲ့ဂျင်းဇိုနိုမိုတိုကိုရုပ်ထုပေးပြီးတော့တရုတ်ပြည်ကိုဖျက်ဆီးခိုင်းတယ်ဗြိတိရှထောက်လှမ်းရေးတွေကလည်းဂျင်းဇိုတယောက်အရေးကြီးတဲ့အရာတခုယူလာပြီးဆိုတာကြိုသိတယ်အဲ့ဒီမှာပဲတိုက်ခိုက်မှုတွေဖြစ်တယ်ဂျင်းဇိုတည်တယ်ဂျင်းဇိုကသူ့ရဲ့တပည့်လေးတယောက်ကိုရုပ်ထုပေးပြီးတော့ဂျပန်ပြည်ကိုဆက်သွားဖို့ညွှန်ကြားတယ်လက်မကျွမ်းတဲ့သူ့ရဲ့တပည့်လေးကတရုတ်ပြည်ကနေမျက်စိနဲ့လမ်းမားပြီးတော့ဗမာပြည်ထဲရောက်လာတယ်ဆိုပါတော့ဒါဆိုရင်ရုပ်ထုဟာအခုပဲမှလေဒါကတော့ဂျင်ဇိုရဲ့တပည့်လေးရေးဆွဲခဲ့တဲ့ဒဏ်ရာရီစာအုပ်ပဲကွာဂျင်ဇိုဟာဟောဒီရိုးမတနေရာမှာရုပ်ထုကိုဖွက်ထားခဲ့တယ်သူ့ရဲ့အစီအစဉ်ကရန်ကုန်မှာရှိတဲ့ဂျပန်နေနဲ့ချိတ်ဆက်ပြီးတော့သူဖွက်ထားခဲ့တဲ့ရုပ်ထုကိုပြန်လာယူမယ်ဒါပေမဲ့လည်းစိတ်မကောင်းစရာတော့ဂျင်ဇိုဟာရွာလေးတရွာကိုရောက်တော့ဓမြအဖွဲတစ်ဖွဲနဲ့တွေ့ပြီးတော့အသက်ခံလိုက်ရတယ်ဟောဒီစာအုပ်ကိုငါဓမြတယောက်စီကနေရခဲ့တာအဲ့ဒါဆိုရင်ရုပ်ထုရှာဖို့လည်းနှီးဆက်ပြီပေါ့ဒီစာအုပ်ထဲမှာရုပ်ထုကိုဖွက်ထားတဲ့နေရာနဲ့မြေပုံအညင်းတွေအကုန်လုံးပါတယ်